ီရန်နိုင်ငံရဲ့ပိုင်နက်နယ်မြေကိုကျူးကျော်တိုက်ခိုက်လာတဲ့ဘယ်နိုင်ငံကိုမဆိုအင်အားသုံးပြီးပြင်းပြင်းထန်ထန်ပြန်လဲတုံ့ပြန်သွားမယ်လို့အီရန်သမ္မတကဒီကနေ့မှပဲသတိပေးပြောကြားလိုက်ပါတယ်။အီရန်အပေါ်ဖိအားပေးမှုတွေပုံမလောက်ဆောင်လာလေမိမိတို့ဘက်ကပြန်လဲတုံ့ပြန်မဲ့အရှိန်အဟုန်ဟာလဲပုံမအားကောင်းလာမှာဖြစ်တယ်လို့သမ္မတကဆိုပါတယ်။ဒါအပြင်ဒေသတွင်းနိုင်ငံတွေကြားမှာအမေရိကန်နဲ့အစ္စရေးတို့ရဲ့သွေးထိုးလှည့်ဖျားမှုတွေကိုသတိထားကြဖို့ပြောကြားခဲ့ပါတယ်။အချင်းချင်းရန်ဘက်မဖြစ်ကြဖို့နဲ့စီးလုံးညီညွတ်စွာလက်တွဲကြဖို့ကိုလည်းတိုက်တွန်းခဲ့ပါတယ်။အီရန်အနေနဲ့အိမ်နီးချင်းနိုင်ငံတွေကိုညီအကိုတွေလိုသဘောထားပြီးရန်လိုတဲ့အဆန္ဒလုံးဝမရှိကြောင်းလည်းအတည်ပြုခဲ့ပါတယ်။ဒါပေမဲ့မိမိတို့နိုင်ငံကိုတိုက်ခိုက်လာရင်တော့မိမိကိုယ်ကိုကာကွယ်တဲ့အနေနဲ့မခေမနေပြန်လဲသုံးပြန်ရမှာဖြစ်ကြောင်းအလေးနက်ထားပြောဆိုခဲ့ပါတယ်။ဒီသတင်းဟာအရှေ့အလယ်ပိုင်းဒေသရဲ့တင်းမာမှုတွေကြားကထက်ပေါ်လာတဲ့အီရန်သမ္မတရဲ့နောက်ဆုံးသတိပေးချက်ပဲဖြစ်ပါတယ်ခင်ဗျာ။